ဒါဟာတင်တကားမှမမြင်ဘူးသေးတဲ့အန်ဒီရဲ့စီတုံးလက်နက်တစ်ခုပါပဲသူတို့အားလုံးကတီးနဲ့တူတဲ့သူတို့ရဲ့လက်နက်တွေကိုထုတ်ယူပြီးတော့တိုက်ခတ်ဖို့အသင့်ပြင်လိုက်ကြတယ်သူတို့ကလက်နက်တွေကိုဖျန်ကားလိုက်ပြီးတီးတွေကြားထဲမှာလင်းလျောင်းကတခြားတီးတွေကိုတော့ရန်သူရန်ကနေကာကွယ်ဖို့ဒိုင်းလွှာတွေပြီးအသုံးပြုခဲ့ကြပါတယ်အဲဒီနောက်ကြံနေတဲ့တပ်သားတွေကကျိုးကိုအစွမ်းကုန်ဆွဲပြီးလွှတ်လိုက်တဲ့အခါတပ်ဖွဲ့တစ်ခုလုံးကဘိန်းတွေလိုတဟုန်တို့လဲပတ်ပြီးတော့ရန်သူစီကိုစတင်တိုက်ခိုက်ပါတော့တယ်ဒီထူးဆန်းတဲ့ဖြစ်ပျက်ကိုမြင်လိုက်ရတဲ့ရန်သူအဆောင်တွေကချက်ချင်းပဲချက်ပေးခေါင်းလုံးတီးလိုက်ကြပြီးရန်သူစစ်တပ်ကြီးပေါ်လာပါတော့တယ်ဒီထူးဆန်းတဲ့အရာတွေကသူတို့ကိုလာရောက်တိုက်ခိုက်တာကိုမြင်တော့ရန်သူတွေကများတွေနဲ့ပြန်လည်ပစ်ခတ်ကြတယ်ဒါပေမဲ့ထီးပုံစံလက်နက်တွေကဒိုင်းလွှာတွေလိုဖြစ်နေတာကြောင့်ရန်သူများတွေကမပေါက်ထွင်းနိုင်ခဲ့ပါဘူးတစ်ခါမှလည်းတပ်သားတွေကထီးတွေရဲ့နောက်ွယ်ကနေရန်သူကိုအလွယ်တကူပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်သူတို့ဟာဒီနီးပြူဟာတစ်ခုတည်းနဲ့ရန်သူအားလုံးကိုတယောက်ပြီးတယောက်နေပြီးခန္ဓာတဲကိုအလွယ်တကူဝင်ရောက်သွားနိုင်ခဲ့တယ်ဒါပေမဲ့ခန္ဓာထဲမှာတော့လက်နက်ကြီးတွေကင်ဆောင်ထားတဲ့ရန်သူအမြောက်များကသူတို့ကိုဝိုင်းထားလိုက်ကြပါတယ်ရန်သူတွေကသူတို့အင်အားကပုံများနေတာကြောင့်အနိုင်ရမယ်လို့ယုံကြည်ချက်အပြည့်ရှိနေကြတယ်အဲ့ဒီအချိန်မှာပဲတပ်သားအားလုံးကသူတို့ရဲ့လက်နက်တွေကိုပြန်မြောက်လိုက်ပြီးထီးလက်နက်ကစက်ကလုတ်ကိုနှိပ်ကအားပြင်းပြင်းနဲ့စတင်လက်ပတ်ပါတော့တယ်အဲ့ဒီနောက်မှာတော့တင်တုံးသားလိုထက်မြက်တဲ့ဓာတ်သွားတွေကတနက်ကြည်စံတွေလိုပဲလက်နက်တွေထဲကနေတန်းစီပြီးထွက်ပေါ်လာခဲ့ပါတယ်။ရာနဲ့ချီတဲ့ထက်မြက်တဲ့ဓာတ်သွားတွေကမိုးရွာသလိုကျဆင်းလာတာကြောင့်ရန်သူတွေမှာရှောင်းတိန်မှုအချိန်မရပဲအံ့အသင့်သွားကြရတယ်။ပထမအချိန်တိုက်ခိုက်မှုအပြီးမှာတော့ဒီထီးစစ်သားတွေကထူးဆန်းတဲ့ပုံစံတစ်ခုနဲ့ဖြင်းနှင်းစွာစတင်ပြီးရှားလာပါတော့တယ်